သတင်းကိုကြီးညာနေတဲ့ကောင်ကအစပေါ့နော်ဒီသတင်းရေးထားပါတယ်ဆိုရယ်စာရွက်ကြီးကိုငုံပြီးတော့ဖတ်နေတာလုံးဝခေါင်းတော်မဖော်ဘူးသူလွဲမှကြောက်လုံးလို့ပေါ့နော်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာခါကြီးပေါင်းယောဂကြောင့်အာယုံကြောညက်ခြင်းလမ်ဘာစပွန်တီလိုစစ်ဝဲပြဗိုလ်ချုပ်ကြီးတယောက်ဦးစီးတဲ့အဖွဲ့နဲ့ဇော်မဲလုံးကိုစစ်ကြောရေးလုပ်တယ်အဲ့တော့အဲ့လိုမျိုးစစ်ကြောရေးလုပ်တဲ့အချိန်မှာသိရတဲ့အချက်လက်တွေကကြတော့ဒါမင်းအောင်လှိုင်ရဲ့အရှိုက်ကိုထိစေတယ်လို့ပြောရမှာဖြစ်ပါတယ်မင်္ဂလာပါခင်ဗျာဒီနေ့ကတော့မတ်လ29ရက်နေ့2026ခုနှစ်ဖြစ်ပါတယ်ဒီနေ့ကထူးခြားတဲ့နေ့လည်းဖြစ်တယ်လို့ပေါ့နော်ပြီးရင်ဒါထူးခြားတဲ့သတင်းရှိနေတဲ့နေ့လည်းဖြစ်ပါတယ်ဒါအားလုံးလည်းပြောနေကြပြီပေါ့နော်သတင်းတွေလည်းတက်လာနေပြီဒါစစ်ကောင်စီရဲ့ဒါပြန်ကြားရေးရပေါ့နော်အဓိကတာဝန်ယူထားပါတယ်ဆိုတော့ဗိုလ်ချုပ်ဇော်မင်းထွန်းဇော်မဲလုံးလို့ပဲခေါ်ကြတယ်ပေါ့နော်ဒါဗိုလ်ချုပ်ဇော်မင်းထွန်းကိုယာရုကနေဖက်ရှားလိုက်တယ်ဆိုတဲ့သတင်းတွေလည်းကြဲပြန့်ထွက်ပေါ်လာနေသလိုဒီပေါ်မှာပေါ့နော်ဒါဝေဖန်မှုတွေသုံးသပ်မှုတွေလည်းအများကြီးရှိနေပါတယ်ပြီးတော့ဒီနောက်ွယ်ကအကြောင်းအရာတွေကဘာတွေဖြစ်မလဲပေါ့နော်ဆိုတာသူခုလိုမျိုးဖယ်ရှားခံလိုက်ရခြင်းအဓိကနောက်ွယ်ကအကြောင်းရင်းတွေကဘာတွေဖြစ်မလဲပြီးတော့နောက်ထပ်ဖြစ်လာနိုင်ခြေတွေကဘာတွေရှိမလဲပြီးရင်ဒီရက်ထဲမှာထူးခြားနေတဲ့ဒီစစ်အုပ်စုအတွင်းကသတင်းတွေကဘယ်လိုအကြောင်းအရာတွေလဲဆိုတဲ့အကြောင်းကိုဒီနေ့ပြောပြချင်ပါတယ်အဲ့တော့စစ်ကောင်စီရဲ့သတင်းထုတ်ပြန်နေကြကပြည်ညွှန်ကြားမှုဗိုလ်ချုပ်ဇော်မင်းထွန်းကိုယာရုကနေဖယ်ရှားလိုက်တယ်ဆိုတဲ့သတင်းအဲ့သတင်းနဲ့ပတ်သက်လို့တက်တွင်းသတင်းရင်းမြစ်တွေစီကနေပြီးတော့သိရတာတွေရှိပါတယ်အဲ့တော့ဒါဗိုလ်ချုပ်ဇော်မင်းထွန်းကစစ်ကောင်စီလို့ပြောလိုက်တာနဲ့ပေါ့နော်သူနဲ့အတူမင်းအောင်လှိုင်စိုးဝင်းပြီးရင်သူပေါ့နော်ဒီလိုမျိုးလုံးဝအော်တိုတွေးပြီးတော့မြင်အောင်မိတဲ့သူမျိုးထဲမှာပါတယ်ပေါ့လေနော်အဲ့တော့ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးဒါမှတ်မှတ်ထင်ထင်ဖြစ်နေရတဲ့အကြောင်းရင်းတွေလည်းရှိတယ်အဲ့ဒါကဇော်မင်းလုံးကသိတဲ့အတိုင်းမှာအာနာမသိန်းခင်ကလေးကစစ်ကောင်စီရဲ့သတင်းမှန်ပြန်ကြားရေးအဖွဲ့မှာပါဝင်ခဲ့ပြီးတော့သတင်းစာရှင်းလင်းပွဲတွေမှာစစ်တပ်ကိုအလွန်ကျွံဂုံပြုဖော်ပြတာတွေပြီးရင်ဒါ NLD အစိုးရကိုဝေဖန်တိုက်ခိုက်တာတွေပြီးရင်ရှင်းလင်းပွဲတွေမှာပေါ့နော်အင်္ဂလိပ်အတန်ထွက်မမှန်မကန်မပီကလာနဲ့ပြောဆိုမှုတွေကြောင့်မလို့လူတွေရဲ့မြစ်တာတွေတခဲနဲ့အားပေးမှုတွေကိုရရှိခဲ့တဲ့ဒါသူတယောက်ဖြစ်တယ်ပေါ့နော်ပြီးရင်စစ်အာဏာမသိမ်းခင်ပေါ့နော်နောက်ဆုံးပြုလုပ်ခဲ့တဲ့စစ်တပ်ရဲ့သတင်းစာရှင်းလင်းပွဲမှာလည်းအာဏာမသိမ်းဘူးလို့အာမမခံနိုင်ကြောင်းထုတ်ပေါ်ပြောဆိုခဲ့တဲ့သူလည်းဖြစ်တယ်တပ်မတော်အနေနဲ့အာဏာသိမ်းမှလားဆိုတာမျိုးစိုးရင်ကြတော့ရှိတော့ဟိုချုပ်ပြောပုံရဆိုရင်ကျွန်တော်တို့ကတပ်မတော်အနေနဲ့အာဏာမသိမ်းဘူးလို့မှတ်ယူလို့ရမလားခင်ဗျာမရပါဘူးဖွဲ့စည်းပုံအခြေခံဥပဒေပါဝင်တည်ဆဲဥပဒေများကိုလိုက်နာသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမိုကရေစီစနစ်ကိုမယိမ်းရိုင်နိုင်ဖို့ဖွဲ့စည်းပုံအခြေခံဥပဒေပါဝင်တည်ဆဲဥပဒေများမှာလေ့လာကြည့်ရင်ပြောနိုင်ပါတယ်ကျွန်တော်တို့အနေနဲ့ပြောချင်တာကတော့ခဏကိုတပ်မတော်အနေနဲ့နိုင်ငံတော်တောင်းယူမယ်လို့လည်းမပြောဘူးမယူဘူးလို့လည်းမပြောဘူးကျွန်တော်တို့ပြောနိုင်တာဖွဲ့စည်းပုံအခြေခံဥပဒေအပါဝင်လက်ရှိတည်ဆဲဥပဒေများကိုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မဆန့်ကျင်ပဲကျွန်တော်တို့လိုက်နာဆောင်ရွက်သွားမှာဖြစ်တယ်အဲ့တော့ဆရာနာသိန်းကာလတစ်လျှောက်မှာလည်းမင်းအောင်လှိုင်လှုပ်သမျှအကြောင်းအရာတွေအကုန်လုံးပေါ့နော်ဒါစစ်ရာဇဝတ်မှုတွေအကုန်လုံးဒါတွေအကုန်လုံးကိုသတင်းအမှန်တွေကိုဖုံးကွယ်ပြီးတော့လိမ်လည်ပြီးတော့ဒါပြောင်းလဲတဲ့သတင်းတွေထုတ်ခဲ့တာကြောင့်မလို့ပြည်သူတွေရဲ့မြစ်တာပို့မှုကိုဒါတခဲနဲ့ရခဲ့သူဖြစ်ပါတယ်အဲ့တော့ထွက်ပေါ်လာတဲ့သတင်းတွေရတော့ဒါဇော်မဲလုံးကပေါ့နော်ဒါသူ့ရဲ့အဖွဲ့သတင်းပြန်ကြားတဲ့ဒါအဖွဲ့ကပေါ့နော်ဒါမင်းအောင်လှိုင်ရဲ့ခါခွဲစိတ်ကုသပါတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်လို့လွဲမှားပြီးတော့ပေါ့နော်ဒါအတိတ်ပဲလွဲတာလားချက်လက်လွဲတာလားဒါမျိုးတွေနဲ့ပတ်သက်လို့ဒါအခုလိုမျိုးဒါဖြစ်သွားတယ်အခုလိုမျိုးဒါရေးယူခံရတယ်အခုလိုမျိုးဖယ်ရှားခံရတယ်ဆိုပြီးတော့လည်းသတင်းတွေထွက်လာနေတာရှိပါတယ်အဲ့တော့တက်တွင်းသတင်းအရင်းမြစ်တွေစီကနေပြီးတော့သိရတဲ့ဟာကဒါဘာလဲဆိုတော့ပြီးခဲ့တဲ့ရက်ပိုင်းကမင်းအောင်လှိုင်ခါခွဲစိတ်တဲ့သတင်းကိုသူ့ရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်တဲ့အချိန်မှာမင်းအောင်လှိုင်ပြောစေချင်တဲ့အချက်လက်တွေနဲ့လွဲပြီးတော့ထုတ်ပြန်မိခဲ့တယ်ဆိုပြီးတော့သိရတယ်အဲ့တော့ဒီသတင်းကတည့်တဲ့အတိုင်းပဲမင်းအောင်လှိုင်အတွက်ဆိုလဲအရန်အရေးကြီးတဲ့သတင်းလွဲမခံနိုင်တဲ့သတင်းပေါ့နော်။ဘာကြောင့်လွဲမခံနိုင်လဲဆိုတာကိုကျွန်တော်ရှေ့မှာဗီဒီယိုတစ်ခုနဲ့ပြောခဲ့တယ်ပေါ့နော်။ဒီခါခွဲစိတ်ကုသမှုအောင်မြင်ပါတယ်ဆိုတဲ့သတင်းကိုရုတ်တရက်ဘာကြောင့်ထုတ်ပြန်ရတာလဲဆိုတဲ့ဗီဒီယိုတစ်ခုရှိတယ်။အဲ့ထဲမှာဆိုလဲဒါကျွန်တော်ဒါတန့်တယ်လို့ရှင်းပြထားတာရှိတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့မင်းအောင်လှိုင်ကိုဒါအခုလိုမျိုးပေါ့နော်ဒါအာနာမငြိမ်သက်မတည်မငြိမ်ဖြစ်နေတယ်ဒါအောက်ကနေလည်းစောင့်ကြည့်နေတယ်ဒီလိုအခြေအနေတွေမှာမင်းအောင်လှိုင်နာမကျန်းဖြစ်တဲ့သတင်းကိုဒါတက်တွင်းအစုဖွဲ့တွေထဲမှာဝမ်းသာအားရရှိနေတာတွေလည်းရှိလို့ပေါ့နော်မင်းအောင်လှိုင်ကငါဘာမှမဖြစ်ဘူးငါခွဲစိတ်တာတော့မှန်တယ်ဒါပေမဲ့ကောင်းသွားပြီဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ပြောမယ်ဆိုရင်သူ့အတွက်အရန်အရေးကြီးပါတယ်ဆိုတဲ့ထုတ်ပြန်မှုသတင်းအဲ့သတင်းကိုဒါသူတို့တွေလည်းသိတယ်ဗျာဘလို့လွဲမှားသွားလဲဆိုတော့မပြောတတ်ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့အဲ့သတင်းကိုကြီးညာနေတဲ့ကောင်ကအစပေါ့နော်ဒီသတင်းရေးထားပါတယ်ဆိုတဲ့စာရွက်ကြီးကိုငုံပြီးတော့ဖတ်နေတာလုံးဝခေါင်းတော်မဖော်ဘူးသူလွဲမှကြောက်လုံးလို့ပေါ့နော်အဲ့လိုမျိုးခေါင်းအောင်အောက်ကိုပဲစိုက်ပြီးတော့ဒီစာရွက်ကိုပဲကြည့်ပြီးတော့ငုံပြီးတော့ဖတ်နေတာကိုအားလုံးတွေ့ရမှာဖြစ်ပါတယ်မှားမှကြောက်လို့ပေါ့နော်ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တရားရဲ့ကော်မရှင်ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာခါကြီးပေါင်းယောဂကြောင့်အာယုံကြောညက်ခြင်းလမ်ဘာစပွန်တီလိုစစ်ဝဲစပိုင်နယ်စတနိုစစ်ဝေဒနာခံစားခဲ့ရတဲ့အတွက်
2026ခုနှစ်မတ်လ20ရက်နေ့မှာအမှတ်နဲ့တက်မတော်စေယုံကြီးကရင်တထောင်နေပြည်တော်မှာအိန္ဒိယနိုင်ငံမှာပါရဂုံများနဲ့မြန်မာတက်မတော်စေတပ်ဖွဲ့တို့ပူးပေါင်းပြီးအရေးပေါ်ခွဲစိတ်မှုကို2နာရီကြာပြုလုပ်ခဲ့ပါတယ်။အဲ့တော့ဘယ်နေရာမှာလွဲမှားတာလဲအတိတ်ပဲလွဲမှားတာလားချက်လက်ပဲလွဲမှားလာတာအဲ့လိုတော့မသိဘူးဆိုပေမဲ့အဲ့ဒီညနေမှာပဲပေါ့နော်အဲ့သတင်းထုတ်ပြန်တဲ့ညနေမှာပဲမင်းအောင်လှိုင်ကဇော်မဲထုံးကိုခေါ်ပြီးတော့စူပူကျိန်းမောင်းတာတွေလုပ်ခဲ့တယ်ဆိုပြီးတော့ဒါတက်တွင်းသတင်းအင်းမြစ်တွေစီကနေပြီးတော့သိရပါတယ်အဲ့တော့အဲ့နောက်ပိုင်းမှာတော့ဒါဒုတိယဗိုလ်ချုပ်ကြီးတယောက်ဦးစီးတဲ့အဖွဲ့နဲ့ဇော်မဲလုံးကိုစစ်ကြောရေးလုပ်တယ်အဲ့တော့အဲ့လိုမျိုးစစ်ကြောရေးလုပ်တဲ့အချိန်မှာသိရတဲ့အချက်လက်တွေကကြတော့ဒါမင်းအောင်လှိုင်ရဲ့အရှိုက်ကိုထိစေတယ်လို့ပြောရမှာဖြစ်ပါတယ်အဲ့တော့ဇော်မင်းထွန်းစီကနေတွေ့ရတဲ့ချက်တွေကဘာလဲဆိုတော့သူကဒီမင်းအောင်လှိုင်ထက်ပေါ့နော်ဒုချုပ်စိုးဝင်းကိုပို့ပြီးတော့လေးစားပါတယ်ဆိုတဲ့သဘောမျိုးဒါအပြန်အလှန်စာပို့ထားတဲ့ဟာတွေတွေ့တယ်အဓိကတော့အခြားလူတွေနဲ့ပေါ့နော်ဒီလိုမျိုးအပြန်အလှန်စာပို့ထားတဲ့ဟာတွေကိုဒါစစ်စစ်တွေ့ရှိရတယ်ဆိုတဲ့သတင်းပေါ့နော်အချက်လက်ပေါ့နော်အဲ့ဥစ္စာကတော့ဒါမင်းအောင်လှိုင်ကိုတော်တော်လေးဒေါသထွက်သွားစီမှာအမှန်ပါပဲအဲ့တော့ဒါပြောမယ်ဆိုရင်တော့ဗောနော်ဒါဇော်မင်းလုံးဘွားက make American great again အဲ့လိုတော့ဖြစ်သွားပြီလို့ပြောမှာဖြစ်ပါတယ် makes American great again ဆိုတော့ပြောမယ်ဆိုရင်မင်းအောင်လှိုင်ကဒီလိုမျိုးသိရတဲ့အချက်လက်ပေါ်မှာဘလို့မှဒါသဘောကျမှာမဟုတ်ဘူးပေါ့နော်သတင်းထုတ်ပြန်မှုလွဲမှားတာတွေအင်္ဂလိပ်လိုရှောက်ပြောတာတွေဒါတွေကိုလက်ခံနိုင်သေးတယ်ဗျာဒါမဲ့ဒီနေရာကိုဒီတာဝန်ပေးထားပါတယ်ဆိုတော့မင်းအောင်လှိုင်ကိုကြုံလွန်ပြီးတော့စိုးဝင်းကိုလေးစားပါတယ်ဆိုတဲ့အကြောင်းအရာကကြတော့တော်တော်လေးသူ့အတွက်ဒေါသထွက်စရာဖြစ်မှာပါအခုဆိုရင်ထွက်ပေါ်လာတဲ့သတင်းတွေရပါတော့ဒါဇော်မင်းထွန်းရဲ့နေရာကိုနောက်ထပ်တစ်ယောက်ဒါထပ်ပြီးတော့အစားထိုးလိုက်တာရှိတယ်အဲ့ဒါကတော့ဒါဗိုလ်မှူးချုပ်ရဲရင်အောင်ဆိုပြီးတော့အစားထိုးလိုက်တယ်ဆိုပြီးတော့သိရပါတယ်ပေါ့နော်အဲ့တော့ဒီသတင်းကဒါလှည့်ကွက်တွေပဲလားပြောမယ်ဆိုရင်ဇော်မင်းထွန်းကိုအခြားနေရာမှာပြန်သုံးနိုင်မလားလက်ရှိတာဝန်တွေပဲပြန်ပေးမလားပေါ့နော်ဘလို့ပုံစံမျိုးနဲ့သူတို့သတင်းထုတ်ပြန်လာမလဲဆိုတဲ့ဟာကိုလည်းစောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ဒီထွက်ပေါ်လာတဲ့သတင်းတွေပေါ်မှာသုံးသပ်မှုတွေလည်းအများကြီးရှိတယ်ပေါ့နော်ဆိုတာပါလဲဆိုတော့ဒီအာနာရှင်ဆိုတဲ့ကောင်ကပေါ့နော်သူတနေရာနောက်ထပ်ယာရုတစ်ခုခုပေါ့နော်နောက်ထပ်တာဝန်တစ်ခုခုကိုသူတို့ဒါတာဝန်ထမ်းဆောင်တာမျိုးရွှေ့ပြောင်းတာမျိုးလုပ်တဲ့အခါမှာသူ့ရဲ့လူယုံနေသူနဲ့သူအနီးကပ်နေဘူးတဲ့သူတွေဒီလိုလူတွေကိုတပါးတည်းခေါ်ဆောင်သွားလိမ့်ရှိတယ်ဆိုပြီးတော့လည်းပြောကြရရှိတယ်အဓိကအဲ့လိုမျိုးခေါ်ဆောင်တဲ့ထဲမှာဒါဇော်မင်းလုံးကလည်းသူတာဝန်ပေးထားတဲ့သူဖြစ်တယ်သူခိုင်းသမျှလည်းအကုန်လုပ်ပေးခဲ့တဲ့သူဖြစ်တယ်သူ့အတွက်ဆိုရင်ရိုးကြည်ကြည်ရေခမ်းခမ်းလိမ့်လေလှည့်စားလှည့်ပြားပြီးတော့နီးမျိုးစုံနဲ့ဖုံးကွယ်တဲ့သတင်းတွေကိုထုတ်ပြန်ပေးခဲ့တဲ့သူတယောက်ဖြစ်တဲ့အတွက်ဒါမျိုးကိုသူကတပါးတည်းခေါ်သွားတာလားဆိုပြီးတော့လည်းတုံ့တက်နေကြရတယ်ရှိပါတယ်အဲ့တော့ဒီရက်ထဲမှာပဲစစ်ကောင်စီရဲ့အတွင်းပိုင်းခေါင်းဆောင်အကြီးအကဲတွေအပြောင်းလဲရှိနိုင်ပါတယ်ဆိုတဲ့အကြောင်းဒီဥစ္စာကိုလည်းဇိုးဝင်းကပြောထားတာရှိပါတယ်မတ်လ29ရက်နေ့မှာကြာရောက်မယ်82နှစ်မြောက်တပ်မတော်နေ့အခမ်းအနားဒီနေ့ပေါ့နော်ဒီအခမ်းအနားပြီးပြီဆိုတဲ့အချိန်မှာစစ်တပ်အတွင်းခေါင်းဆောင်ပိုင်းအပြောင်းလဲတွေဖြစ်မယ်ဆိုပြီးတော့ဒုစစ်ခေါင်းဆောင်ဇိုးဝင်းကဒါ26ရက်နေ့မှာပြောသွားတာရှိပါတယ်ဆိုတော့ဒီစကားကိုဒီအကြောင်းကိုဇိုးဝင်းကမတ်လ26ရက်နေ့ဒါ82နှစ်မြောက်တပ်မတော်နေ့အခမ်းအနားကိုတက်ရောက်မဲ့ဒါသိန်းစိန်အပါဝင်ပေါ့နော်ဒါစစ်တပ်ကဒါအငိမ့်စားယူသွားပါတယ်ဆိုတော့ဒါစစ်ကောင်းဆောင်အကြီးပိုင်းတွေအရာရှိကြီး18ဦးနဲ့သူတို့ရဲ့ဇနီး9ဦးစုစုပေါင်း29ဦးတို့ကိုဒါကြော့ပြီးစီးတဲ့အချိန်မှာအခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့ကောင်းဆောင်ပိုင်းဒါအပြောင်းလဲတွေကဒီရက်ထဲမှာရှိလိမ့်မယ်ဆိုပြီးတော့ပြောသွားတာပေါ့နော်အဲ့တော့မကြာခင်ရက်ပိုင်းအတွင်းမှာလည်းဒါသမ္မတနဲ့ဒုသမ္မတတို့ကိုရွေးချယ်တင်မြှောက်ပြီးတော့ဒီမိုကရေစီအစိုးရအသစ်တရက်ပေါ်ထွန်းလာတော့မှာဖြစ်ကြောင်းပြီးတော့ဒါပေါ်ထွက်လာတဲ့ဒါအစိုးရအသစ်လက်ထဲကိုနိုင်ငံတော်တာဝန်တွေလွှဲပြောင်းပေးရမှာဖြစ်ကြောင်းဒါဆိုရင်ကပြောခဲ့တာရှိပါတယ်ဒါကလည်းဒါစစ်ကောင်စီဖန်တီးထားတဲ့အစိုးရလိုပဲပြောမှာဖြစ်ပါတယ်အဲ့တော့ဘယ်ဘက်ကလက်ထဲကနေပြီးတော့ညာဘက်လက်ထဲကိုပြောင်းထည့်ပေးလိုက်တယ်ပြောင်းကင်လိုက်တယ်ဆိုတဲ့သဘောပါပဲပေါ့နော်ဒီဥစ္စာတွေအကုန်လုံးကစစ်ကောင်စီကစီမံထားပြီးသားဖြစ်တယ်ဒါနဲ့ပတ်သက်လို့လည်းအားလုံးကသိရှိထားပြီးသားပါအဲ့တော့ဒီပြောဆိုမှုမှာပါတဲ့ခေါင်းဆောင်ပိုင်းအပြောင်းလဲကမင်းအောင်လှိုင်နဲ့ဒါဇော်မင်းထွန်းကိုရည်ရွယ်တာလားပြီးရင်ပြောတဲ့သူကိုယ်တိုင်အတွက်ရောဒီခေါင်းဆောင်ပိုင်းအပြောင်းလဲတဲ့မှာပါလာမလားပေါ့နော်ဒီစကားမျိုးကိုသူကိုယ်တိုင်ထုတ်ပြောလာတာဖြစ်လို့သူကရောအရေးပါတဲ့နောက်ထပ်နေရာတစ်ခုခုမှာတာဝန်ဆက်ပြီးတော့ယူနိုင်မလားဆိုတာကိုတော့မသိရသေးပါဘူးပြီးတော့ဒီဇော်မင်းထွန်းကိစ္စကပေါ့နော်တကယ်တမ်းပြောမယ်ဆိုရင်စစ်ကောင်စီတပ်ထဲမှာဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုလို့ပြောမှာပါဒါအခုထွက်ပေါ်လာတဲ့သတင်းတွေမှန်နေဆိုရင်ပေါ့လေနော်ဘာကြောင့်လဲဆိုတော့စစ်ကောင်စီတပ်ထဲမှာဆိုရင်ဒီပကောင်းဆောင်နဲ့ဒုကောင်းဆောင်ဆိုတဲ့ဟာတွေကဘယ်တော့မှတဲ့ရှုတယ်ဆိုတဲ့ဟာမရှိဘူးရှားတယ်ပေါ့ဗျာတရင်အနေနဲ့ကြည့်မယ်ဆိုရင်ကိုပဲဒီတရင်မှုနဲ့ဒုတရင်မှုကဘယ်တော့မှတဲ့တယ်ဆိုတာမရှိဘူးမတဲ့အောင်လဲသူတို့ရဲ့အကြီးအကဲတွေကတမင်လှုပ်ထားတာရှိပါတယ်အဲ့တော့ဒီအစုအဖွဲ့တွေကသူ့ဟာနဲ့သူကွဲကြတယ်ပေါ့နော်တရင်မှုကိုသဘောကျတဲ့သူတရင်မှုဘက်မှာရက်တဲ့သူဒါအရာရှိငယ်တွေထဲမှာရှိကြတယ်ပြီးရင်ဒုတရင်မှုကိုသဘောကျတဲ့လူဒုတရင်မှုဘက်မှာရက်တဲ့လူဒါမျိုးတွေကိုလည်းအရာရှိတွေကဒါသဘောကျတဲ့သူတွေကအစုအဖွဲ့တွေရှိကြတယ်ပေါ့နော်ဘယ်လောက်တော့မှအစုအဖွဲ့တွေရှိကြတယ်ဆိုတော့ဒုတရင်မှုမှာလည်းတစ်ခါလေဒါ IO ထားတယ်ပေါ့နော်တရင်မှုမှာလည်း IO ထားတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်တော့မှIO တော့မှကြည့်မရတာတွေရှိတယ်ပေါ့နော်ဒုတရင်မှုကတရင်မှုရဲ့ IO ကိုရေးရာရှိကိုကြည့်မရဘူး
တန်ရင်မှုကလည်းဒုတန်ရင်မှုရဲ့ကိုရေးအရာရှိကိုကြည့်မရဘူးပေါ့နော်မင်းကဒုတန်ရင်မှုလူမင်းကတန်ရင်မှုလူအဲ့လိုမျိုးပေါ့နော်ဒါတွေ့တယ်စုံတယ်ဆိုရင်တော့မှပဲပေါ့နော်ဒုတန်ရင်မှုဆိုတဲ့သူကဒီတန်ရင်မှုရဲ့ဒီခုနကိုရေးအရာရှိကိုပေါ့နော်ဒါမထိကလုတ်ပုံစံမျိုးတွေနဲ့ပြောဆိုတာတွေဒါရှိတယ်ပေါ့လေနော်မင်းဘာလို့တော့မပြောနဲ့တော့ဘာဖြစ်တယ်ညာပဲအဲ့လိုမျိုးပြောဆိုတာတွေကတောက်တောက်ရှိတယ်သူ့လူကိုလူခွဲတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးကိုလည်းတမင်တကာလှုပ်ထားတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့သူတို့တွေအချင်းချင်းတဲ့နေမယ်ဆိုရင်ဒီသူတို့ကိုကြီးကြပ်ရပါတယ်ဆိုတော့ကိုကဲရပါတယ်ဆိုတော့ viewer မှုတွေကဒါတက်ရဲ့အကြောင်းကိုသိဖို့ခက်ခဲတယ်လောက်ရကန်ရခက်ခဲတယ်ကိုကဲရတာခက်ခဲတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့တန်မှုနဲ့ဒုတန်မှုနဲ့တဲ့နေတယ်ဆိုရင်သူကအချင်းချင်းတိုင်ပင်ပြီးတော့အထက်ကိုလိမ်ဖို့စူးစမ်းတာတွေသူတို့ခံရနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီ viewer မှုတွေတန်ရင်မှုတွေကသူတို့ကိုကဲရပါတယ်ဆိုတော့တက်ရင်တွေမှာရှိတယ်ဒီတန်ရင်မှုတွေဒုတန်ရင်မှုတွေကိုအချင်းချင်းမတဲ့ရှုအောင်လှုပ်ထားမတဲ့တဲ့ခါကျမှသူတို့ကတန်ရင်မှုလှုပ်တဲ့ဟာကိုဒုတန်ရင်မှုကလာတိုင်တာမျိုးဒုတန်ရင်မှုလှုပ်တဲ့ဟာကိုတန်ရင်မှုကလာတိုင်တာမျိုးသူတို့ကလိုက်ပြီးစုံစမ်းစရာမလိုပဲနဲ့ဒီသတင်းတွေကသူတို့စီကိုရောက်နေမှာဖြစ်တယ်အဓိကတော့ဒီတက်တွေပေါ့နော်ဒါပြွာမှုဆိုလဲဒါသူကတရင်3ရင်ကိုကဲရတခါတလေကြရင်သူကနောက်တန်းမှာကိုကဲရတဲ့တရင်3ရင်တခုရှေ့တန်းမှာကိုကဲရတဲ့တရင်3ရင်တခုပေါ့နော်အဲ့တော့မတူကြတဲ့ဟာတွေရှိတယ်တူတဲ့တရင်တွေလည်းရှိတာပေါ့လေနော်အဲ့တော့အများကြီးပေါ့လေသူတို့ကိုကဲရတဲ့တရင်တွေကများနေတဲ့ခါကျတော့ဒီတရင်တွေရဲ့အကြောင်းကိုသူတို့သွားပြီးတော့တောက်လျှောက်သိရှိနိုင်ဖို့ဒါတောက်လျှောက်သွားပြီးစစ်ဆေးတာမျိုးတွေလဲပတ်တာမျိုးတွေဒါမျိုးတွေလည်းသူတို့မလုံနိုင်တဲ့ခါကျတော့ဒီတက်တွေအကြောင်းသိဖို့အတွက်ခုနလိုပဲတန်မှုတွေဒုတန်မှုတွေအရာရှိတွေကိုမတက်မရှုအောင်လှုပ်ထားပြီးတော့တခုခုဆိုရင်ငါ့ကိုပြောလို့ရတယ်အားဆိုပြဿနာတက်စေချင်တယ်ဆိုတော့ပြောတာအဘာရေးတန်မှုကတော့ဒါတွေလှုပ်ဖို့စီစဉ်နေတယ်ကျွန်တော်ပြောတယ်လို့တော့ဟိုမှဖြစ်နေဒါမျိုးပုံစံမျိုးတန်မှုဆိုတဲ့သူကလည်းသူကကျွန်တော်စီကဒါဒုတန်မှုကတော့ဗျာဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုပုံစံမျိုးကိုတမင်လှုပ်ထားတာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့အရာရှိငယ်တွေထဲမှာလည်းတန်ရင်မှုဘက်လိုက်သွားတဲ့လူဒုတန်ရင်မှုဘက်လိုက်သွားတဲ့လူတွေကရှိတတ်တယ်အခုဇော်မဲလုံးကိစ္စကလည်းဒီသဘောမျိုးပဲဖြစ်တယ်ပေါ့နော်ဇော်မဲလုံးကဒီမင်းအောင်လိုင်ကဒီနေရာကိုပေးထားတယ်ဆိုရင်တော့မှပဲသူသဘောကျတဲ့လူကစိုးဝင်းဖြစ်နေတာဖြစ်တဲ့အတွက်မင်းအောင်လိုင်ကပကောင်းဆောင်ဆိုတော့ဒါမကြည့်နဲ့ဘူးပေါ့လေနော်အဲ့တော့ဒီသတင်းသာအမှန်တကယ်ဖြစ်လာမယ်ဆိုရင်ဇော်မဲထွန်းအတွက်ဒါရင်နာစရာကောင်းပါတယ်ဒါနေရာချင်းတာနောက်အစိုးရထဲမှာနေရာပေးတာဆိုရင်တော့ဒါသူဖြည့်သိမ့်လို့ရတယ်ပေါ့လေနော်ဒါသူ့အတွက်အဆင်ပြေတယ်ပေါ့လေနော်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ဒီဖြစ်စဉ်ကအာနာရှင်စနစ်ဆိုတာဘာလဲအာနာရှင်ဆိုတာဘာလဲဆိုတာကိုထပ်ပြီးတော့ပြသလိုက်တဲ့ဖြစ်စဉ်ဖြစ်ရလို့ဆိုရမှာဖြစ်ပါတယ်အဲ့တော့ဇော်မင်းထွန်းကဒါသတင်းနဲ့ပြန်ကြားရေးတာဝန်ကိုသူကမယူချင်ခဲ့ဘူးဆိုပြီးတော့သတင်းတွေထွက်ပေါ်ခဲ့တာရှိတယ်ဒါတချို့လည်းပြောကြတယ်ပေါ့နော်ဒါပေမဲ့လည်းအဲ့နေရာကိုယူရပြီးအဲ့တာဝန်ကိုသူထမ်းဆောင်ရပြီဆိုတဲ့အချိန်မှာသူကမင်းအွန်လိုင်းအတွက်လုံးဝကိုတာဝန်ကျအောင်ထမ်းဆောင်ခဲ့တဲ့သူတယောက်ဖြစ်တယ်လိုတာထက်တောင်ပို့ပြီးတော့သစ္စာရှိပေးခဲ့တဲ့သူဖြစ်တယ်ဒါမင်းအွန်လိုင်းပြောစေချင်တဲ့စကားတွေကိုမျက်နှာပြောင်တိုက်ပြီးတော့ပြောခဲ့တာတွေရှိတယ်မတောက်တစ်ခေါက်အင်္ဂလိပ်စကားလေးနဲ့မပီကလာပြောပြီးတော့လူမုန်းခံခဲ့ရတာတွေရှိတယ်ပြီးရင်အဖြေထွက်ပြီးတော့ရှင်းလင်းပြီးသားဖြစ်တဲ့သတင်းတွေပေါ့နော်တီတီကြကြကြီးတီးပြီးသားဖြစ်တဲ့သတင်းတွေကိုလည်းမင်းအွန်လိုင်းအတွက်လူမိုက်လုပ်ပြီးတော့လိန်လည်ပေးခဲ့တာတွေရှိတယ်အဲ့တော့ပြည်သူတွေရဲ့ဆဲဆိုမေတ္တာပို့တာတွေကိုလည်းမင်းအွန်လိုင်းအတွက်နဲ့အများကြီးခံခဲ့ရတဲ့သူဖြစ်တယ်ပေါ့နော်ပြောရင်းနဲ့တနာအဲ့တော့ဒီလိုမျိုးမင်းအွန်လိုင်းအတွက်အစအစပေးဆက်ထားတာတော့မှပဲတစ်ချက်လေးလွတ်သွားတာနဲ့ပေါ့နော်ဒါသူ့သဘောပဲလေဒါဆိုးဝင်ပဲသဘောကျမင်းအောင်လိုက်ပဲသဘောကျသူသဘောကျဝင်ရှိတယ်ဒါပေမဲ့အဲ့ဥစ္စာကိုပြန်သိသွားလွတ်သွားတစ်ချက်လေးလွတ်သွားတယ်ဆိုတဲ့အချိန်မှာအခုလိုမျိုးဒါကြုံလိုက်ရတာဖြစ်တယ်ပေါ့နော်အဲ့တော့တစ်ချက်မှားတာနဲ့လုံးဝကိုမထောက်ထားတာမျိုးပေါ့နော်အဲ့တော့ဒါကအာနာရှင်ပဲပေါ့နော်ဘာလို့လဲဆိုတော့အာနာရှင်ကသူ့ကိုကြိုးပဲသူကြည့်တယ်ဘယ်သူမှဆိုချနေလိုက်ဖို့ဝင်မလေးဘူးသူ့အတွက်ဘလောက်ပဲကောင်းခဲ့ပေါ့နော်ချနေလိုက်ဖို့ဝင်မလေးဘူးဆိုတဲ့ဟာကိုတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီသတင်းသာအမှန်တကယ်ဆိုရင်ပေါ့နော်ဒါဆိုမဲလုံးနေရမှာပေါ့နော်နောက်ဆိုဘယ်သူကထွက်ညင်းပြီးတော့မှလေနောက်ထပ်ဖြစ်နိုင်ရည်တစ်ခုလည်းရှိပါသေးတယ်အဲ့ဒါဘာလဲဆိုတော့ဒီဆိုးဝင်းကလည်းခေါင်းဆောင်ပိုင်းအပြောင်းလဲဖြစ်မယ်ဆိုပြီးတော့ပြောတယ်မင်းအောင်လိုင်ကလည်းတမနာလှုပ်ဖို့အတွက်ယူနေတာရှိတယ်အဲ့တော့သူတို့ဆရာတပည့်တန်ရောစင်နေနဲ့တမနာယုံပြောရေးဆိုခွင့်နေရာမှာပြန်ပေါ်လာမလားဆိုပြီးတော့စဉ်းစားချက်လည်းရှိပါတယ်ဘာကြောင့်လဲဆိုတော့စစ်ကောင်စီကဒီလိုပုံစံမျိုးတွေလုပ်တတ်တယ်ပြီးတော့မင်းအွန်လိုင်းကလည်းအဲ့လိုမျိုးဇယိုက်မျိုးရှိတယ်ပေါ့နော်သူ့ကိုလူတွေကခံမှန်းတဲ့အခါမှာ तू ကမင်းတို့ခံမှန်းသလိုငါကမဟုတ်ဘူးကွာဆိုတဲ့ပုံစံမျိုးနဲ့အမြဲတမ်းလောက်ပြခြင်းတဲ့သူဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီလိုမျိုးသတင်းတွေထွက်ပေါ်လာပြီဆိုတဲ့အခါမှာလည်းမင်းတို့ခံမှန်းတာတွေကမဟုတ်ဘူးထွက်နေတဲ့သတင်းတွေကမဟုတ်ဘူးငါကဒီနေရာကိုဖယ်ရှားတယ်ဆိုတဲ့ဟာကတခြားနေရာမှာပြောင်းပြီးတော့တာဝန်ပေးဖို့ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြန်ပေါ်လာနိုင်မလားဆိုတာကိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ဆရာတစ်ပည့်နှစ်ယောက်လဝါချင်းရိုက်ပြီးတော့မျက်လဲပြတာလားဇော်မင်းလုံးဘွားကတကယ်ပဲနေဝင်သွားပြီလားဆိုတာကိုတော့အားကြကြလဲစောင့်ကြည့်ရမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းဒီနေ့ကနေဒါတင်ပြလိုက်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်